ဒီကွေကွေရဲ့ honest review ကနေကြိုးဆိုပါရစေဒီနေ့တော့စမ်းချောင်းခွာစေးအနီးမှာရှိတဲ့လေယာပြင်မောင်မြင့်ရဲ့စိတ်မြတ်ဆိုတဲ့ဆိုင်ကိုမစားရတာကြလို့တော့စားပါမယ်စားနေကြဟင်းပွဲလေးတွေကိုပဲအမြဲမှစားပြတယ်မီနူးတွေကတော့နည်းပြီးတော့ရိုးရှင်းပါတယ်ဈေးသက်တာတွေထဲမှာတော့မပါပါဘူးသူ့ရဲ့ဝတ်သားလေးကြော်ကတော့ဘယ်ဆိုင်ထဲမှမတူဘူးပေါ့နော်တရုတ်တန်းဘက်ကဆိုင်တော်များများကအပြင်မုတ်သားအရန်ထူပြီးတော့ဝါရတာအရန်မာတယ်ပြီးတော့ကျွတ်တယ်ပေါ့နော်အတွင်းကအသားဆိုရင်လည်းအသားနေတယ်ကော်များတယ်အရသာလည်းချိုချိုကြီးနဲ့တိတ်ပြီးတော့စားလို့မကောင်းဘူးပေါ့နော်မောင်မြင့်ဝတ်သားလေးကြော်ကကြတော့အပြင်မုတ်သားပပမမလေးဗျာအထဲကအသားကလည်းအတုံးလိုက်ပါတယ်သူ့ရဲ့ဥကြော်က signature ပဲဥနဲ့တော့ရှိတယ်ဒါပေမဲ့သူ့ဥကြော်ကအပြင်ပိုင်းမမလေးနဲ့သူ့အချင်ကိုတွဲစားတာလေးကိုကြိုက်တာဗျာဒီရတာစားခြင်းဒီဆိုင်မှာပဲစားလို့ရမယ်ဆိုတဲ့အထားပေါ့ခမင်းမိန်စီတဲ့ဟင်းပွဲကတော့ချိုးချင်းကြော်ပါပဲချိုးချင်းကြော်က sauce ကအသက်ပဲဗျကျွန်တော်အကြိုက်ဆုံးဆိုရင်တော့ပလဲကျွေရချိုးချင်း sauce အနစ်ကိုကြိုက်ပါတယ်ဒီမောင်မြင့်ကလည်းပလဲကျွေနည်းနည်းတော့ကောင်းပါတယ်ကစုံရဲ့ကြော်ကိုဝက်ခောက်ကင်းနဲ့ပဲမှားလိုက်ပါတယ်ဝက်ခောက်ကြွလေးနဲ့ငရုတ်သီးစိမ်းပါထည့်ကြော်ပြီးမှုေးပြီးတော့ balance လေးမျှပါတယ်အပြစ်သိပ်ပြောစရာမရှိလောက်အောင်ကြိုက်ပါတယ်ဒီလောက်ပါပဲတခြားကတော့အဲ့လောက်ညှိုးစရာမရှိပါဘူးကျွန်တော်အကြိုက်ဆုံးတရုတ်ဆိုင်တွေကတစ်ဆိုင်ပါပဲနောက်ထပ်ကွေကွေရဲ့ honest review တွေမှာပြန်တွေ့ပါမယ်